ကျွန်တော်တို့ရဲ့ motion graphic industry မှာ animation composer လိုမျိုး preset တွေကိုအားကိုးနေတာများနေတယ်ဗောနော်ဘယ် motion graphic ကိုကျွန်တော်တို့ကကြည့်တဲ့ animation composer မှာပါတဲ့ text animation တွေကြီးပဲအသုံးထားတာကိုများသောအားဖြင့်ကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က animation composer ကိုလုံးဝအားကိုးစရာမလိုဘဲနဲ့ကိုယ်တိုင် text animation တွေကိုစိတ်ကြိုက် create လုပ်နိုင်သွားလိမ့်မယ်ဗောနော်လုပ်ငန်းခွင်မှာအများအား deadline နေနဲ့ဒါတွေကို customize လုပ်ဖို့အတွက်အချိန်မရှိဘူးဗောနော် okay အဲ့ဒါပြဿနာမရှိဘူးကျွန်တော်တို့အခုလုပ်ထားတဲ့ဟာကို preset လိုမျိုးသိမ်းထားလို့ရတယ်ဗောနော်နောက်တစ်ခါပြန်လုပ်ချင်ဒီဟာကိုပြန်ပြီးတော့သုံးလိုက်ရုံပဲ control ဆိုတာလေးကိုဒီပေါ်မှာလာပြီးတော့တင်ပေးလိုက်မယ်ဗောနော် color box ဘေးနားမှာရှိတဲ့ pick width ဆိုတဲ့ keyboard ပုံလေးကို color မှာလာပြီးထားလိုက်တာ ਨੇ အဲ့တော့ဒီကနေပြီးတော့ပဲကျွန်တော်တို့ဒါ color အပြောင်းလဲတွေဒါအလွယ်တကူလုပ်လို့ရပါပြီဗောနော် okay အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒါ test တစ်ခုရိုက်လိုက်မယ်ဗောနော်အဲ့တော့ test animation တစ်ခုကျွန်တော်တို့ဖန်တီးမယ်ဆိုလို့ရှိရင်ဒီ test မှာပါတဲ့ဟာလေးကို expand အရင်လုပ်လိုက်ဖို့လိုတယ်ပြီးရင် animate တွေကနေပြီးတော့ကျွန်တော်တို့ကထားပါတော့ကိုလိုချင်တဲ့ကိုအသုံးပြုချင်တဲ့ဟာတွေကိုဒီမှာလာပြီးတော့ရွေးချယ်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့က position ကိုသုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်တို့က position ကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့က position ကိုဘယ်လိုပုံစံမျိုး animation လုပ်မှာလဲဆိုတော့အရင်ဆုံးကိုကစဉ်းစားဖို့လိုတယ်ဗောနော်အဲ့တော့ကျွန်တော်က position ကိုအောက်ကနေပြီးတော့အပေါ်တက်လာတဲ့ပုံစံမျိုးလေးတစ်ချက်သုံးနေတယ်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ position ကိုအောက်ချလိုက်မယ်85လောက်ထားလိုက်မယ်ဗောနော် rate selector ကိုတစ်ချက်ဖွင့်ချလိုက်မယ် position ကို keyframe လုံးဝမပေးပါဘူး rate selector ကိုဖွင့်ချပြီးသွားလို့ရှိရင် start ကိုကျွန်တော်တို့က keyframe စပေးလိုက်မယ်ပြီးရင်ကျွန်တော်1 second ရောက်တဲ့အချိန်ကြာလို့ရှိရင် start ကို100ထားလိုက်မယ်ဒါဆိုလို့ရှိရင် animation ကအောက်ကနေပြီးတော့အပေါ်တက်လာတဲ့ပုံစံမျိုးကျွန်တော်တို့ကရပါပြီဒါပေမဲ့လို့ဘာဖြစ်နေလဲဆိုတော့0 second မှာဒီ text ကြီးကလာပြီးတော့ပေါ်နေတယ်ဗောနော် animation ပုံစံမျိုးကျွန်တော်တို့ကမဖြစ်ဘူးအဲ့တော့ဒီအစမှာကျွန်တော်တို့ကပျောက်ပြီးတော့1 second ရောက်တဲ့အချိန်ကျမှအပေါ်တက်ပြီးပေါ်လာတဲ့ပုံစံလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က add ထဲကနေပြီးတော့ property တွေကနေကျွန်တော်တို့က opacity ကိုထပ်ပြီးတော့ထည့်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ opacity ကိုကျွန်တော်တို့ရွေးလိုက်မယ်ပြီးရင် opacity ကို0ထားလိုက်မယ်ဆိုလို့ရှိရင်0ကနေ1 second ကိုသွားတဲ့အချိန်မှာ opacity လည်းပျောက်နေတယ်ကျွန်တော်တို့အောက်ကနေအပေါ်တက်လာတဲ့ပုံစံမျိုးလည်းရတယ်ဗောနော်ဒါတွေမကသေးဘူး advance ဆိုတာသူ့မှာပါသေးတယ်ဗောနော်အဲ့တော့အဲ့ advance ကိုကျွန်တော်တို့ကဒါဖွင့်ချလိုက်မယ်ပြီးသွားရင်ပါလဲဆိုလို့ရှိရင် based on နဲ့ကနေကျွန်တော်တို့က word ပြောင်းလိုက်မယ်ဆိုလို့ရှိရင်သူကစကားလုံးတစ်လုံးချင်းစီအလိုက်အပေါ်ကိုတက်လာတာဖြစ်တယ်ဗောနော် line ပြောင်းမယ်ဆိုလို့ရှိရင်တော့ဒါစာကြောင်းတစ်ကြောင်းလိုက်သူအောက်ကနေအပေါ်တက်လာတဲ့ပုံစံမျိုးအဲ့တော့ကျွန်တော်ကတော့ဒီမှာဒါ wall လေးပဲတစ်ချက်ပြောင်းလိုက်မယ်ပြီးရင်အကုန်လုံး easy ease လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒါ start slow and slow grab လေးကိုဒါကစားလိုက်မယ်ဗောနော်အဲ့တော့ဒီမှာမေးစရာရှိလာပြီဗောနော်ဘာလဲဆိုလို့ရှိရင်ဟာကျွန်တော်တို့ကလုပ်ငန်းခွင်မှာအများနဲ့ deadline နေနဲ့ဒါတွေကို customize လုပ်ဖို့အတွက်အချိန်မရှိဘူးဗောနော် animation composer လိုမျိုးအစင်းသစ်သုံးလို့ရတဲ့ text animation တွေရှိတော့မှကျွန်တော်တို့အနေနဲ့လုပ်ငန်းမှာပို့ပြီးတော့လွယ်ကူလိမ့်မယ်ဗောနော် okay အဲ့ဒါပြဿနာမရှိဘူးကျွန်တော်တို့ကအဲ့တစ်ချက်ကြောင့်ပဲကျွန်တော်တို့ရဲ့ industry မှာက animation composer မှာပါတဲ့ text animation ပုံစံတွေပဲဒါထပ်နေတာဗောနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစိတ်ပူစရာမလိုဘူးဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုလုပ်ထားတဲ့ဟာကိုကျွန်တော်တို့က preset လိုမျိုးသိမ်းထားလို့ရတယ်ဗောနော်နောက်တစ်ခါပြန်လုပ်ချင်ဒီဟာကိုပြန်ပြီးတော့သုံးလိုက်ရုံပဲအဲ့ကြရင်ကျွန်တော်တို့ကကိုလုပ်ခဲ့တဲ့ animation ပုံစံအတိုင်းဒါဖြစ်သွားလိမ့်မယ်ဗောနော် okay အဲ့တော့အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ကျွန်တော်တို့ animation လုပ်ထားရတာက animator 1မှာ animation လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေကိုကျွန်တော်တို့ရဲ့ task ကို expand လုပ်ပြီးသွားရင် animator 1ကိုလာပြီးတော့ထောက်ပေးဖို့လိုအပ်ပါတယ်ပြီးရင် animation တွေကိုသွားပြီးတော့ save animation preset ဆိုတာတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့လမ်းကြောင်းဒီ document တွေမှာရှိတဲ့ Adobe After Effects ထဲကနေပြီး user preset ထဲမှာကျွန်တော်တို့ကကိုထားခြင်းနဲ့ကိုလုပ်ခြင်းတဲ့ preset ကိုလာပြီးတော့ထည့်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ position app ဆိုပြီးကျွန်တော် preset တစ်ခုဖန်တီးလိုက်မယ်ပြီးရင်ဒါ save လုပ်လိုက်မယ်ဗောနော် okay အဲ့တော့ကျွန်တော်ကဒီမှာစာအသစ်တစ်ခုထပ်ပြီးတော့ရိုက်လိုက်တယ်ဗောနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာ animation မှာကျွန်တော်တို့ကမပါဘူးကျွန်တော်တို့ခုနကတော့ဖန်တီးခဲ့တဲ့ text preset ကိုသုံးကျင်နေဆိုလို့ရှိရင်ဘာလုပ်ပေးရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ layer ကို select မှတ်လိုက်ပြီးသွားရင်ဘာလုပ်မလဲဆိုလို့ရှိရင် animation preset တွေကနေပြီးတော့ဒါ user preset ကိုကျွန်တော်တို့ဖွင့်ချလိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါခုနကတော့ဖန်တီးထားခဲ့တဲ့ကျွန်တော် position app ဆိုတဲ့ဒါ preset လေးတစ်ခုရလာပြီဗောနော်အဲ့ကောင် drag and drop ကျွန်တော်တို့ကဆွဲထည့်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ animation ကစပြီးတော့ effect တက်ရောက်သွားပြီဗောနော်ဒါပေမဲ့တစ်ခုရှိတာကကိုက0 second ကနေစပြီးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ indicator ကိုထားခြင်းတဲ့နေရာထားလို့မရပါဘူး0 second ကိုအရင်ဆုံးရွှေ့ထားဖို့လိုတယ်ပြီးတော့မှဒါလေးကိုလာပြီးသုံးပြီးမှအဆင်ပြေလိမ့်မယ်ဗောနော်အဲ့ကြရင်ကျွန်တော်တို့ကဒီမှာ position app ဆိုတဲ့ test effect လေးကိုရသွားပြီပဲဖြစ်တယ်ဗောနော် okay ဒီလိုပုံစံမျိုးတွေကိုကျွန်တော်နောက်ထပ်အမိုက်စားtest animation tutorial 3ခုထပ်ပြီးတော့ကျွန်တော်လုပ်ပြပေးမယ်ဗောနော်အဲ့တော့ကျွန်တော်နောက်ထပ် test တစ်ခုဒါအစင်းသေးရိုက်ထားလိုက်တယ်ဗောနော်ပြီးသွားရင်ဖွင့်ချမယ်ထုံးတဲ့တိုင်းပဲ animate တွေကနေပြီးတော့ဒီတစ်ခါဘာသုံးလဲဆိုလို့ရှိရင်ကျွန်တော် enable per character 3D ဆိုတာလေးတစ်ချက်သုံးလိုက်မယ်ဗောနော်
တို့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က animate တွေကနေပြီး rotation ဆိုတာပါထပ်ပြီးတော့ခေါ်ပေးရတယ်ပြီးရင်ကိုကဘယ်လိုပုံစံမျိုးလှည့်ကျင်တာလဲ y rotation လား x rotation အပြားလိုက်လားကျွန်တော်တို့က z rotation ဒီလိုမျိုးစောင်းပြီးတော့ပေါ်လာကျင်တာလားဒါဖန်တီးလို့ရတယ်ကျွန်တော်ကတော့ဒါဒီမှာ y rotation လေးပဲသုံးလိုက်မယ်ပေါ့နော်ကိုက idea ရှိသလိုကျွန်တော်တို့သုံးလို့ရတယ်90 degree ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ကထုံးစံတိုင်းပဲ opacity ပါတစ်ခါတည်းထည့်ပေးဖို့လိုအပ်ပါတယ်ဆက်စအုပ်ဆုံးမှာဒီလိုမျိုးကြီးမပေါ်ကျင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့အထက်ရနေပြီးကျွန်တော်တို့ property ပြီး opacity ဆိုတာလာပြီးတော့ရွေးလိုက်မယ် opacity ကို short ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဘာမှလုပ်စီရမလို့ range selector ကိုဖွင့်မယ် stat ထဲကနေပြီးတော့1 second ရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့က100ပြောင်းလိုက်တာ ਨੇ ဒီမှာကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းပဲ rotation လဲပြီးတော့ဒါ animation လေးရထွက်လာတယ်ဗောနော်ပြီးရင် easy ease လုပ်မယ်ကျွန်တော်တို့ဒါ stat slow and slow လေးတစ်ချက်သွားလိုက်မယ်ဗောနော်တို့လည်းခုနအတိုင်းပဲကျွန်တော်တို့ဒါ preset လေးတစ်ခုဖန်တီးမယ်ပေါ့နော်အဲ့တော့ animator 1နဲ့ကနေကျွန်တော် animation save preset ကိုနှိပ်လိုက်မယ်ပြီးဘာလဲဆိုလို့ရှိရင်သူ 3D rotation ဆိုပြီးတစ်ချက်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့သုံးထားတဲ့ဟာကိုစမ်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ animator 1ကိုပြန်ပြီးတော့ delete နှိပ်လိုက်မယ် select ပေးထားတယ်ကျွန်တော်တို့ animation preset user preset ထဲကနေကျွန်တော်တို့ 3D rotation ကိုလာပြီးတော့ထည့်လိုက်တာ ਨੇ ခုနကကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းပဲရသွားပြီပေါ့နော်အဲ့တော့ 3D ထားဖို့လိုတာကိုက0 second မှာသုံးချင်ရင်တော့ indicator ကို0 second ကိုလာပြီးထားပေးဖို့လိုအပ်တယ်ပေါ့နော် rotation ဆိုတာကိုကျွန်တော်တို့လာပြီးဆွဲထည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ test animation ပုံစံမျိုးကိုရပြီပေါ့နော် okay အခုကျွန်တော်လုပ်ပြသွားမှာတော့ဒါလုံးဝ minimalist ဖြစ်နေ Premiere ဆန်တဲ့ brand တွေမှာအရန်ကိုသုံးလို့ကောင်းတဲ့ test animation ပုံစံမျိုးကျွန်တော်ဖန်တီးပြမယ်ပေါ့နော် animate တွေကနေပြီးတော့ blur ဆိုတဲ့ effect လေးတစ်ချက်ယူလိုက်မယ်ပြီးရင် add တွေကနေပြီးတော့ property တွေကနေမှကျွန်တော် opacity ဆိုတာလေးတစ်ချက်ယူလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် blur ကိုတစ်ချက်50လောက်ကျွန်တော်တင်လိုက်မယ် opacity ကိုကျွန်တော်တို့ဒါ0ထားလိုက်မယ်ပေါ့နော်ပြီးသွားရင် range selector တွေကနေပြီးတော့ stack ကို keyframe ပေးလိုက်မယ်1 second ရောက်တဲ့ချိန်ရလို့ရှိရင်ကျွန်တော်တို့သူ့ကို100တင်လိုက်တာ ਨੇ ဒီလိုပုံစံမျိုးကျွန်တော်တို့ကဘလားပြီးတော့ task ကပေါ်လာတဲ့ပုံစံမျိုးလေးကျွန်တော်တို့ဒါရပြီပေါ့နော်အဲ့ဒါကို easyလေးပါလေးကိုကလှုပ်ချင်လှုပ်လို့ရပါတယ် animator 1ကို select ပေးမယ်ပြီးရင် animation တွေကနေပြီး save preset ဆိုတာလေးနှိပ်လိုက်မယ်သူ့ကိုတော့ကျွန်တော်တို့ကဒါ blur text ဆိုပြီးပေးလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ animator 1ကိုပြန်ပြီးတော့ဖြတ်မယ်ကျွန်တော်တို့သုံးထားတာကိုစမ်းကြည့်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ user preset ထဲမှာ blur text ဆိုတာလေးပေါ်လာရေပေါ့နော်ကိုသုံးချင်ရင်ဒါဆွဲထည့်ပြီးတော့သုံးလိုက်လို့ရတယ်အဲ့တော့အခုပြမဲ့ text animation ကကျွန်တော်တို့ကလုံးဝလူငယ်ဆန်ပြီးတော့အမိုက်စားဖန်တီးခြင်းတယ်ဆိုလို့ရှိရင်ဒီ text animation မျိုးကိုကျွန်တော်တို့ကဒါသုံးလို့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်က color တွေကို flick လုပ်တာပေါ့နော်အဲ့တော့ဖွင့်ချမယ်ထုံးတဲ့တိုင်းပဲ animate တွေကနေပြီးတော့ fake color တွေကနေကျွန်တော်တို့ RGB ကိုယူလိုက်မယ်ပေါ့နော်ပြီးသွားရင်ကိုလိုချင်တဲ့ color လေးတစ်ခုကိုကျွန်တော်တို့ကဒါ pick လုပ်လိုက်မယ်ပြီးသွားရင် range selector ကိုကျွန်တော်တို့ဖွင့်ချလိုက်မယ် stack ကို add ကိုကျွန်တော်တို့က keyframe ပေးထားဖို့လိုပါတယ်color ကိုကျွန်တော်တို့ကပထမဦးဆုံး0 secondမှာ color တွေအစိမ်းအောင်ဖြစ်နေမယ် flicker တွေအဖြူဖြစ်နေမယ်အဲ့လိုဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က range selector မှာ add ကိုကျွန်တော်ကနည်းနည်းလေး short ချလိုက်မယ်ဆွဲချက်မယ်ပြီးွားရင်ကျွန်တော်အန်ကို down arrow key လေးနဲ့ F မှာကျွန်တော်တို့အစိမ်းတွေမတန်းနေအောင်လို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအစိမ်းတွေတန်းနေတယ်အဆင်မပြေဘူးအဲ့တော့ down arrow key လေးနှိပ်ပြီးတော့ကျွန်တော်ကသုံးရလို့ရတယ် okay ဒါဆိုလို့ရှိရင်အဆင်ပြေပြီအဲ့တော့0 second မှာ color ဒီအစိမ်း flicker ဒီအဖြူ 7 frame ရောက်တဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့က flicker ဒီအစိမ်းဖြစ်သွားမယ် color ဒီအဖြူဖြစ်သွားမယ်အဲ့တော့အန်ကိုတင်မယ် stack ကိုလည်းကျွန်တော်လိုက်ပြီးတော့တင်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီလိုပုံစံမျိုးကျွန်တော်တို့ကရပြီဒါပေမဲ့လို့ကျွန်တော်တို့ကကြားတဲ့ animation တွေသွားနေတာကြီးကိုကျွန်တော်တို့ကမလိုချင်ဘူးပေါ့နော်မလိုချင်မဲနဲ့ဘာလုပ်ချင်လဲဆိုလို့ရှိရင်0နဲ့10 frame မှာပဲကျွန်တော်တို့က animation ကိုဖြစ်ချင်တယ်ဆိုလို့ရှိရင် select ပေးလိုက်မယ် right click နှိပ်ပြီးတော့ကျွန်တော်တို့က toggle ဟိုးပြောင်းလိုက်ပြီဆိုတော့ねသူကကြားထဲမှာ animation မရှိတော့ဘဲနဲ့ key frame ပေးရတဲ့နေရာတွေကိုပဲ animation ကတန်းပြီးတော့တက်ရောက်မယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးကျွန်တော်တို့ကရတယ်စသအဆုံး frame ကို control C နဲ့ copy ယူပြီး20 second ရောက်ရင်ကျွန်တော်တို့က control V နဲ့ key frame ကို paste လာပြီးတော့ချလိုက်မယ်ဒီလိုမျိုး look လေးကျွန်တော်တို့ကရသွားပြီပေါ့နော်ဆက်ပြီးတော့ timeline ရှိသဖြင့်ကိုကျွန်တော်တို့ကတောက်လျှောက်သွားနေခြင်းတယ်ပေါ့နော် key frame တွေပေးစရာမလိုဘဲနဲ့သွားနေခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ဒီ stack ကို order လေးဖိပြီး click တစ်ချက်ချလိုက်မယ်ပြီးရင် LOOPOUD loop out ဆိုတာလေးတစ်ချက်ရွေးပေးလိုက်မယ်ပေါ့နော်ပြီးရင်အောက်ကဟာကိုလည်းဒီတိုင်းပဲကျွန်တော်တို့ order ဖိမယ် click တစ်ချက်ချမယ် LOOPOUD loop out ဆိုတာလေးတစ်ချက်ရွေးပေးလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်သူကတောက်လျှောက်လုံးဝဒီလိုပုံစံမျိုးအတိုင်းပဲ animation လုံးဝသွားနေမှာဖြစ်တယ်ပေါ့နော်သူ့ကိုနည်းနည်းနှေးတာမြန်တာလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကုန်လုံး select ပေးမယ် order လေးဖိပြီးဝိုင်း key frame တွေကို shadow နောက်ဆုတ်လုပ်လို့ရပါတယ် shadow တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပို့ပြီးတော့မြန်တယ်ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်တို့ကရတယ် okay အဲ့တော့သူ့ကို preset ကျွန်တော်တို့ကဖန်တီးတော့မယ်မဖန်တီးခင်မှာဘာလုပ်သင့်လဲဆိုလို့ရှိရင်ဒီနောက်ထပ် preset အနေနဲ့ကျွန်တော်တို့ကသုံးမဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီ color ကိုဖွင့်ချပြီးတော့ကျွန်တော်တို့ကလာပြီးတော့ color လေး pick လုပ်နေရတယ်ပေါ့နော်အဲ့ဒါကဘယ်လိုပြောရမလဲနည်းနည်းလေးအချိန်အားဖြင့်ကျွန်တော်တို့ကနှောင့်နှေးနိုင်တယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင် controller လေးတစ်ခုနဲ့ကျွန်တော်တို့က control လုပ်ပြီးတော့အလွယ်တကူပြောင်းလို့ရအောင်ကျွန်တော်တို့ကဖန်တီးလို့ရတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် color flicker ကိုကျွန်တော်တို့က select ပေးရမယ်
ပြီးရင်ဒီမှာကျွန်တော်တို့က control ဆိုပြီးတော့ရိုက်လိုက်မယ်ဗောနော် control ဆိုရိုက်ရင်ဘာ control လဲဆိုတော့ကျွန်တော်တို့ color ကို control လုပ်မှာဖြစ်တယ် color control ဆိုတာလေးကိုဒီပေါ်မှာလာပြီးတော့တင်ပေးလိုက်မယ်ဗောနော်ပြီးရင်ဒီဘေးနားမှာ fade color ဘေးနားမှာရှိတယ် color box ဘေးနားမှာရှိတယ်ကျွန်တော်တို့က pick width ဆိုတဲ့ keyword ပုံလေးကို color မှာလာပြီးထားလိုက်တာနဲ့သူကဒီမှာသူ့ရဲ့ color ကိုဝင်သွားပြီအဲ့တော့ဒီကနေပြီးတော့ပဲကျွန်တော်တို့ဒါ color အပြောင်းလဲတွေဒါအလွယ်တကူလုပ်လို့ရပါပြီဗောနော် okay အဲ့တော့ဒီ animator 1လေးကိုကျွန်တော်ကဒါ animation တွေကနေ save preset တစ်ချက်လုပ်လိုက်မယ်သူ့ကိုကြာလို့ရှိရင်ကျွန်တော်တို့ကဒါ color flicker ဆိုပြီးပေးလိုက်မယ်Okay အဲ့တော့ဒီဟာကို animator 1ကိုကျွန်တော် delete နှိပ်လိုက်မယ်ပြီးရင်ဒီဟာလေးကိုတစ်ချက်စမ်းကြည့်မယ်ဗောနော်အဲ့တော့ animation preset user preset တွေကနေပြီးတော့ကျွန်တော်တို့ဒါ color flicker ကိုသုံးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရပြီအဲ့တော့ color ကိုလည်းအလွယ်တကူဒီကနေလာပြီးတော့ change လို့ရပါပြီဗောနော် Okay ဒါဆိုလို့ရှိရင်အရင်ကိုမိုက်ပြီးတော့ animation composer လုံးဝသုံးစရာမလိုဘဲနဲ့ကိုယ်ပိုင် creation လုပ်ထားတဲ့ text animation မျိုးတွေကျွန်တော်တို့ဒါအလွယ်တကူဖန်တီးလို့ရပါပြီဗောနော်အဲ့တော့ motion graphic နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်အမိုက်စားဗီဒီယိုတွေကိုထပ်ပြီးတော့မျှဝေသွားဖို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်